line ပေါ်မှာတော့တော်တော်လေးကိုပွဲဖြစ်နေပေါ့နော်။ဘာကြောင့်လဲဆိုတော့ရဲရင်အောင်နဲ့ဂျိုးရဲ့ပွဲပြီးကလေးကကိစ္စတွေကမပြီးမပြတ်ပဲနဲ့ဟိုလိုဒီလိုကိစ္စတွေကတော့တောက်လျှောက်ကိုဖြစ်နေပြီးတော့နော်ကိစ္စတွေကတော့လုံးဝကိုမပြီးမပြတ်ဖြစ်နေတာပါ။ရဲရင်အောင်ဟာလေပွဲမဆခင်နော်ဒီမနေ့ပိုင်းလို့မှာတော်တော်လေးကိုစိတ်ဖြစ်တယ်ကွာစိတ်ညစ်တယ်ကွာဆိုပြီးတော့နော်ဒါသူ့ရဲ့ social media ပေါ်မှာသင်လိုက်ကနေစပြီးတော့နော်ဒီ one championship ဘက်ကနေပြီးတော့ရဲရင်အောင်ကိုတမင်သက်သက်နော်ပွဲတင်မှာကောင်းမထိုးခိုင်းမင်းနဲ့အရှုံးခံခိုင်းခဲ့တာဆိုတော့ပရိသတ်တွေရဲ့ထင်မြင်ယူဆချက်ကထွက်ပေါ်လာပြီးတော့တချို့ဆိုရင်တိကျသေးကြတဲ့ one championship ကဂျိုးစီမှာရဲရင်အောင်ကိုအရှုံးခံခိုင်းတာနော်မျိုးစုံရေးသားနေကြလို့ကိစ္စတွေကဒီလိုဖြစ်ကုန်ပြီဒီတကကြာနောင်အိုပေါ့ဗျာဒါဂျိုတို့เนาะအတူတူလေ့ကျင့်တဲ့နောင်အိုတကယ်နာမီကြီးမွေထိုင်းမှာဆရာသစုเนาะနောင်အိုဟာဆိုရင်လည်းဗျမြန်မာနိုင်ငံရဲ့ fighter တွေတော်တော်များများရဲ့မာကုံကိုချီးကျူးသွားတယ်မြန်မာเนาะဗမာတွေရဲ့ဒီခန္ဓာရည်ကဘယ်အဆင့်ထိရှိလဲဘယ်အဆင့်မှာရှိလဲပေါ့နော်ဒါဂျိုးစီမှာရဲရင်အောင်ကရှုံးသွားတဲ့ခါကျတော့နော်ဟိုမြန်မာတွေကမာကုံတစ်ခုတည်းနဲ့တက်ထိုးတွေနီးစနစ်မရှိဘူးနေထားမျိုးနဲ့ပြောသွားခဲ့တဲ့ခါကျတော့တနိုင်ငံလုံးကနော်ကျွန်တော်တို့ဒီမြန်မာပြည်တွေကသွားဆဲကြတယ်ပေါ့နော်ဟိုဆဲကြတာကလွန်လဲလွန်ပါတယ်သူအနေနဲ့ဒါလူမျိုးခွဲခြားမှုလေးမဟုတ်ဘဲနဲ့ဒါမြန်မာ fighter တွေရဲ့မာကုံကပဲအဆင့်မှာရှိနေလဲနော်ဒါမာကုံကိုချီးကျူးတာကတပိုင်းနော်ပွဲနေထားရနော်ဒီဂျိုကရဲရင်အောင်ကမာလုံးတာဖြစ်တဲ့အတွက်အလဲမထိုးနိုင်တဲ့အကြောင်းနော်အမှန်မှာဆိုရင်ရဲရင်အောင်ကဒါနီးစနစ်တိတ်မရှိဘူးအလေးထိုးခံနိုင်တယ်ဒါပေမဲ့မာလို့နော်သူအနေနဲ့အလေးထိုးမခံရတာဆိုရိတ်နေထားမျိုးကိုပြောသွားတာဒါဟိုတနိုင်ငံလုံးကပြည်သက်တွေကသွားဆဲကြတယ်နော်ပွဲတွေစူနေရဖြစ်တယ်နော် post ချက်ချင်းဖြစ်ပြီးတော့ဖြည့်ရှင်းရတာတွေအများကြီးကျွန်တော်တွေ့ရတယ်နောက်တစ်ခုကကျွန်တော်အစမှပြောခဲ့တဲ့ရဲရင်အောင်ကဂျိုစီမှာရှုံးခံမှုတော့ World Championship ကပတ်စံပြီးပြီးတော့ PR ပေးတဲ့ကိစ္စဒါကတော့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်အနေနဲ့ပြောပြစီဗျာနော်ရဲရင်အောင်ဟာဘလောက်ပဲဂျန်နီဖြစ်စီဂျိုလူ level မျိုးဖြစ်ဖို့အတွက်ကကျွန်တော်တို့လိုပါသေးတယ်ဟလားဟိုရဲရင်အောင်က time fight မှာဘလောက်ပဲထိုးဗျာဂျိုဆိုတာစာချုပ်ရပြီးသားသူဖြစ်တယ် World Championship မှာတကယ်ကိုမှဟိုအကောင်ကြီးဖြစ်လာနေပြီဗျာပြောမယ်ဆိုရင်မကြခင်မှာကျွန်တော်တို့ champion ထိတော့ဖမ်းလို့ရနေနေထားပဲเนาะဆိုတော့တော်တော်လေးကိုကောင်းတဲ့ fighter ရဲရင်အောင်နဲ့အရင်ကွာနေတဲ့အနေထားမျိုးမဟုတ်ဘူးရဲရင်အောင်သာเนาะကျွန်တော်တို့ဒီဂျင်းမှာများဟိုလေ့ကျင့်တယ်เนาะအတိုးတိအောင်လုပ်နေရဆိုရင် easy ပါပဲเนาะကျွန်တော်အများကြီးကွာတာမဟုတ်ရဲရင်အောင်လေဟိုကအောက်ခြေကကောင်းပြီးသားပဲဟလားပထမတချီနဲ့နှစ်ချီမှာเนาะကျွန်တော်တို့ရဲရင်အောင်တော့ဒါသလိုရှိနေကြတာဖြစ်တယ်ပေါ့เนาะဆိုတော့ဟိုအရှုံးပေးခိုင်းတာတော့ဘာလို့ဆိုတော့လုံးဝမဟုတ်ပါဘူးဗျာအဲ့ဒါတော့ကျွန်တော်ပြောပြရစီ